လိုဒီမှာတော့မချန်ကိုမေးထားတဲ့အမှုကျော်လေးကိုမချန်ကဘလူကျော်လဲဆိုတာမချန်ပြောပြပေးမယ်နော်ဒါကတော့မချန်ကအမှုကိုဒီချာလေးစေးပြီးတော့ရမချန်တော့အရင်ပိုင်းကိုတီးထုတ်ပြီးတော့ရမချန်တော့သေးလေးမြင်ပြီးစောက်ထားလိုက်ရမယ်နော်ဒါမှမချန်တို့ကကြော်တဲ့ခါလိုကူနဲ့ကြော်လို့ရမချန်ကြော်တဲ့နှစ်ကိုတော့မချန်ကတော့ကိုဖြော်ယူတယ်ဒီယူရီးယားမယ်တွေမတောင်းဘူးနဲ့ကိုစံနှစ်လေးနဲ့မချန်ကဖြော်တော့ပေါ့မချန်ကပါထားတဲ့ဆိုရင်စံမုတ်ထဲမယ်စနွေးလေးနဲ့ထည့်မယ်ရောင်လာရောင်စားလေးထည့်တယ်ချုံမုတ်လေးထည့်တယ်တကြားလေးနဲ့ထည့်တယ်ပြီးရင်မချန်ကရေနွေးလေးနဲ့ဖြော်ရေနဲ့ဆိုရင်မချန်ကခဲတယ်ဒါကြောင့်မချန်ကရေနွေးလေးနဲ့ဖြော်တယ်ဒါရည်နေတဲ့တော့မချန်ရည်နဲ့ထည့်တယ်ပြီးရင်မချန်ကရည်နွေးလေးနဲ့ဖြော်တယ်ကပ်ပြစ်လေးပေါ့နော်ပြီးရင်မချန်ကနှမ်းထည့်တယ်နှမ်းကိုမချန်မြားထည့်တယ်ဒါမှဆက်ရအောင်လို့မချန်နှမ်းမြားလေးနဲ့ကြော်ပါတယ်ပြီးရင်မချန်ကဒီအမူလေးကိုသေးလေးမြင်ရတဲ့တော့မချန်ကထည့်ပြီးကြော်ရောက်ပါပဲဒါကတော့မချန်ကြော်တော့မနော်စီရကြတော့မချန်ကငချောက်အရင်ကြော်ရတော့စီကနည်းနည်းမဲရတယ်ဒါပေမဲ့ကိုစားဖို့တော့ပဲဆိုတော့မချန်ကငချောက်ကြော်တဲ့စီလေးနဲ့ပဲကြော်လိုက်ပါတယ်အခုဆိုရင်အရန်ကိုရတာရှိပြီကျွတ်ရွတ်နဲ့စိတ်လေးနဲ့စားကောင်းတဲ့အမှုကြော်လေးရပါပြီဒါသိချင်တဲ့ညီမလေးတို့မချန်ကသင်ပေးလိုက်ပြီနော်အားလုံးကိုကျေးဇူးတင်ပါတယ်